ကောင်တာကိုဝင်သွားရုံပဲဘယ်လူမှစောင့်ကြရမလို့ဘယ်ကျူးမှစောင့်ကြရမလို့ပုံမှန်တိုင်းသွားတယ်ဆိုလို့ရှိရင်ကျမတို့အနေနဲ့လုံးဝပေါ့နော်တန်တီကုံတဲ့သဘောမျိုးညားပါတယ်အကြာကြီးစောင့်ရပါတယ်အဲ့တော့ဒီဗီဒီယိုမှာကျမ online appointment ဘယ်လိုယူရလဲဆိုတာပြပြပေးပါမယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ကျမတို့တော်များများတော့တိတဲ့လူလည်းတိကြတယ်မတိတဲ့လူလည်းမတိကြဘူးပေါ့နော်ဒီ immigration ကို appointment ယူတာကျမတို့ဒီ90 days report သွားပြီးတော့ဒီလောက်တာပဲဖြစ်ဖြစ်ចောင်းသားတွေဓမ္မမို့လို့ရှိရင်အဲ့လိုပေါ့အလုပ် visa တွေ extension လုပ်ဖို့အတွက်တိုးတဲ့ visa ပဲဖြစ်ဖြစ်အဓိကတော့အဲ့လိုမျိုးပေါ့နော်အကြောင်းအရာမျိုးကြောင့်ဘယ်အကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် immigration သွားမယ်ဆိုလို့ရှိရင် immigration သွားမယ်ကိစ္စအကြောင်းအရာပေါ့နော်ဥပမာအနေနဲ့ကျွန်မ90 days report ကိုပဲပြောလိုက်မယ်90 days report ကိုကျမတို့ကဒီ immigration ကိုသွားပြီးတော့တိုးရမယ်ပြောနော်တိုးရမယ်ဆိုလို့ရှိရင်ကျမတို့ပုံမှန်ဆိုလို့ရှိရင်တနိုင်2နာရီလောက်ကအနည်းဆုံးစောင့်ရတယ်ပေါ့နော်ကျမတို့ queue ယူတယ်immigration ကိုအရင်ဆုံးသွားလိုက်တယ်သွားပြီးလို့ရှိရင်ကျမတို့ queue ယူတယ်ယူပြီးတော့မှကျမတို့ပြန်စောင့်ကြရတယ်ပေါ့နော်စောင့်ကြလို့ရှိရင်90 days report ဆိုလို့ရှိရင်2နာရီလောက်ကြာတယ်ယူ visa တိုးတဲ့ကိစ္စတွေ visa ဒီ 1 month extension ပဲဖြစ်ဖြစ်တခြားပေါ်တော့ဖေး visa ပဲဖြစ်ဖြစ် visa တိုးတဲ့ကိစ္စတွေဆိုလို့ရှိရင်ကျမတို့2နာရီလောက်နဲ့တော့မလောက်ပါဘူး immigration သွားတဲ့လူတွေဆိုတာပြည့်ရပေါ့နော် immigration ဒီ visa တိုးတဲ့ကိစ္စတွေဆိုလို့ရှိရင်အဲ့ရောက်တော့မှ immigration ရောက်တော့မှကျမတို့အနေနဲ့ queue ယူတယ်ယူပြီးလို့ရှိရင်ပြန်စောင့်နေဆိုလို့ရှိရင်အနည်းဆုံး3နာရီကနေ4နာရီလောက်ထိကိုကြာရပေါ့နော်အဲ့တော့ immigration သွားတယ်ဆိုလို့ရှိရင်ပုံမှန်ကဒီလိုမျိုးပုံမှန်အတိုင်းသွားတယ်ဆိုလို့ရှိရင်ကျမတို့အနေနဲ့လုံးဝပေါ့နော်ဒီတန်တီကုံတဲ့သဘောမျိုးများပါတယ်တနေ့ကုန်နဲ့အချိန်မျိုးကများပါတယ်ဘာဖြစ်လဲဆိုတော့ကျမတို့အနေနဲ့ဒီ immigration ကိစ္စသွားဖို့ရှိတယ်ဆိုရင်ရောဒီတနေ့ကုန်ဆိုပြီးတော့ပေါ့နော်သတ်မှတ်ပြီးတော့ပဲကျမတို့သွားရတာများတယ်ပေါ့နော်အဲ့ဒီတော့ကို့အနေနဲ့ဒီလိုမျိုးအချိန်ကုန်တာတတ်တာချင်းတယ်ပြီးတော့လူလည်းအရင်မပင်ပန်းချင်းဘူးဆိုလို့ရှိရင်ကျမတို့ဒီ immigration အတွက်ကို online appointment လုပ်လို့ရပါတယ်ဒါပေမဲ့ဒီ online appointment ကမနက်ဖြန်သွားမယ်ဆိုလို့ရှိရင်ဒီနေ့ယူလာအဲ့လိုမျိုးတော့ကျမမရပါဘူးဘာဖြစ်လို့လဲဆိုတော့တည့်ရဲ့အတိုင်းဒီ immigration သွားလို့ရှိရင်ကျမတို့သွားပြီဆိုလို့ရှိရင် walk in မော်နော်ဒီလိုမျိုးချက်ချင်းဝင်ဆိုလို့ရှိရင်ကျမတို့လူတွေအများများရဲ့အတွက်ကြောင့်မို့လို့စောင့်ရတဲ့ clinic ဒီ queue ယူရတဲ့ပေါ့နော် queue ယူရတဲ့အတွက်ကြောင့်မို့လို့တည့်ရဲ့အတိုင်းပဲ immigration သွားပြီဆိုလို့ရှိရင်ကျမတို့အနေနဲ့ walk in ဝင်လို့ရှိရင် queue အများကြီးစောင့်ရပါတယ် walk in queue ယူပြီးလို့ရှိရင်ကျမတို့အနေနဲ့ queue စောင့်ရတာအများကြီးအတွက်ကြောင့်မို့လို့ immigration ကိုသွားရရင်လူလည်းအများများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တည့်တဲ့သူတချို့ပေါ့နော်အချို့တော်သူတွေကတော့တည့်ရဒါပေမဲ့များသောအားဖြင့်ကြတော့ရက်တွေကိုကြိုပြီးတော့မစင်းသားတာရဲ့ရက်ကိုကြိုပြီးမတွက်ထားတတ်တာရဲ့ပြီးတော့ဒီ appointment ရှိတယ်ဆိုတဲ့အကြောင်းအရာကိုမသိတဲ့သူတွေပေါ့နော်မသိတဲ့သူတွေများနေတာရဲ့အဲ့အကြောင်းအရာကြီးကြောင့်ကျမတို့အနေနဲ့ဒီ government complex ပဲဖြစ်ပဲ immigration ပဲဖြစ်ပေါ့နော်ကျမတို့အနေနဲ့သွားတဲ့အချိန်ရောက်လို့ရှိရင် appointment online appointment မယူဘဲနဲ့ walk in ပဲသွားကြတာများပါတယ်ကျမတို့တွေကအဲ့ဒီအတွက်ကြောင့်မို့လို့ဘာဖြစ်လဲဆိုတော့အကြာကြီးစောင့်ရပါတယ်အဲ့တော့ဒီဗီဒီယိုမှာကျမ online appointment ဘယ်လိုယူရလဲဆိုတာပြပြပေးပါမယ်ပထမဆုံးအနေနဲ့ပြပြပေးချင်တာကတော့ကျမတို့အနေနဲ့ဒီ online appointment ကိုယူမယ်ဆိုလို့ရှိရင်သူတို့ date လွတ်တဲ့နေရာကိုယူရမှာပေါ့နော်အခုကြည့်ရဆိုလို့ရှိရင်ဒီနေ့ကြည့်ရဆိုလို့ရှိရင်မနေ့ပြန် date ကလွတ်ချင်တယ်လွတ်မယ်မလွတ်ချင်တာမလွတ်ဘူးများသောအားဖြင့်ကတော့ဒီနေ့ကြည့်ရဆိုလို့ရှိရင်ဒီနေ့ကနေစပြီးတော့တစ်ပတ်နှစ်ပတ်လောက်က slot တွေကအရင်ပြည့်တာများရတယ်ပေါ့နော်အဲ့တော့ကျမတို့အနေနဲ့သွားမယ်ဆိုလို့ရှိရင်သွားမယ်ဆိုတဲ့ရက်ရှိတယ်ဆိုလို့ရှိရင်နှစ်ပတ်လောက်ကြိုကြည့်ရဖြစ်ဖြစ်တစ်ပတ်လောက်ကြိုကြည့်ရဖြစ်ဖြစ်အဲ့လိုမျိုးကြည့်ရောမှသာ appointment ရဖို့အသေးချပါမယ်မဟုတ်လို့ရှိရင်တော့ကျမတို့အနေနဲ့သူကဒီ online အတွက်ကိုပေါ့နော်သတ်မှတ်ထားတဲ့ queue အရေးအတွက်ရှိတယ်အဲ့အရေးအတွက်ပြည့်သွားပြီဆိုလို့ရှိရင်သူတို့အဲ့ online appointment ကိုအဲ့ဒီရက်စွဲနဲ့အဲ့ဒီနေ့အတွက်ကိုသူတို့ထပ်ပြီးတော့မပေးပါဘူးအဲ့တော့ကျမတို့အနေနဲ့90 days report လုပ်တာပဲဖြစ်ဖြစ်online ဒီဟိုပေါ့ဗါလဲကျမတို့ visa extension လုပ်တာပဲဖြစ်ဖြစ် immigration နဲ့ပတ်သက်တဲ့ပဲအကြောင်းအရာပဲဖြစ်ဖြစ်ကျမတို့အနေနဲ့သွားဖို့ရှိတယ် immigration နဲ့ပတ်သက်တဲ့ပဲအကြောင်းအရာမျိုးကြောင့်ပဲဖြစ်ဖြစ်သွားဖို့ရှိရဆိုလို့ရှိရင်ကျမတို့အနေနဲ့ဒီ online appointment ယူလို့ရပါတယ်အဲ့တော့ကျမအနေနဲ့ဒီ90 days report အတွက်ကိုကျမဥပမာယူပြီးတော့လုပ်ပြပါမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျမတို့ကသွားမဲ့ဒီဟာက government complex ဖြစ်တဲ့ကြောင့်မလို့ဒီ government complex ကိုနှိပ်ကြပါမယ် website ကတော့ဒီ website ကိုဝင်ရပါမယ်ကျမဒီ description မှာလည်း link လေးထည့်ပေးကျမဒီ description မှာလည်း link လေးထည့်ပေးရပါမယ်အဲ့တော့ကျမ government complex ကိုနှိပ်လိုက်ပါမယ်
ဒါကိုက government complex ကိုတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အကယ်လို့ကိုက ID square laxi ကိုတော့မယ်ဆိုလို့ရှိရင် ID square laxi ကိုနှိပ်လို့ရပါတယ်ကျွန်မတို့ဒီ government complex တော့မှဖြစ်တဲ့ကြောင့်မလို့ government complex ကိုနှိပ်လိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်မဒီမှာ group of service တွေနေရာမှာဒီမှာဒါလေးကိုနှိပ်လိုက်ပါမယ်မြားလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ကျမတို့ဒီမှာအများကြီးကြာလာတယ်တွေ့လားဘာလဲဆိုတော့ re-entry permit လုပ်ချင်တာလားတော့သူကဘယ်လောက်တောင်ဆုံးလဲဆိုတော့ကျမခုနပြောသလိုပဲ immigration နဲ့ sign နဲ့ပတ်သက်တဲ့အကြောင်းအရာမှန်သမျှကိုကျမတို့ဒီ online ကနေပြီး appointment ယူသွားလို့ရပါတယ် appointment ယူသွားလို့ရတဲ့အကျိုးကျေးဇူးတွေကတော့ကျမတို့ဒီ appointment ကိုယူလိုက်တာနဲ့ဒီဘယ်နှစ်ဘယ်အချိန်မှာဆိုပြီးကျမတို့ appointment ယူထားတာနဲ့အဲ့နေ့အဲ့အချိန်ကွက်တိမတိုင်ရင်10မိနစ်15မိနစ်လောက်စောရောက်ပြီးပြီဆိုတာနဲ့အဲ့အချိန်ရောက်တာနဲ့ကွက်တီတမ်းပြီးတော့ကိုက officer နဲ့တွေ့ပြီးတော့ကိုယ့်ရဲ့ visa ကိစ္စကိုသူတို့ဆက်လုပ် re-entry ဆိုလဲ re-entry ကိစ္စကိုသူတို့ဆက်လုပ်90 days ဆိုလို့ရှိရင်90 days report ကိုကတခါအဲ့အချိန်ရောက်တာနဲ့ကိုကအဲ့ online form အတွက်ကိုတက် counter တစ်ခုရှိပါတယ်အဲ့ဒီ counter ကိုကိုကဝင်သွားရုံပဲဘယ်လူမှစောင့်ကြရမလို့ဘယ် queue မှစောင့်ကြရမလို့ဘယ်သူမှလည်းစောင့်ကြရမလို့ပေါ့နော်မလို့ပဲနဲ့ကို့အချိန်ရောက်ပြီဆိုတာနဲ့ကိုယ့်ရဲ့ဒီ appointment ချိန်ရောက်ပြီဆိုတာနဲ့ကိုကတခါရေးဝင်သွားရုံပဲဘယ် queue မှစောင့်ကြရမလို့အဲ့တော့တနေ့လည်းကုန်ကြရမလို့အကယ်လို့ကိုကမနက်9နာရီ15ကို appointment ယူလာရဆိုလို့ရှိရင်9နာရီခွဲဆိုပြီးပြီအဲ့တော့10နာရီတော့ဆိုပြန်လာလို့ရပြီလုံးဝ1နာရီမှ1နာရီပဲကုန်မယ်ပေါ့နော်အချိန်ကအဲ့လိုပုံစံမျိုးပါအဲ့ re-entry permit လည်းရှိရဲဂျန်တဲ့ဟာလည်းရှိရဲပေါ့နော်အဲ့တော့ကျွန်မအနေနဲ့ဒီ appointment လုပ်မှာတော့ဒီ notification of staying in the kingdom over 90 days TM47 ဆိုတာကျွန်မအရင်ဆုံးလုပ်ပြလိုက်ပါမယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုဖြစ်တဲ့ဒီ student visa ပဲဖြစ်ဖြစ်ဒီ re-entry permit ဖြစ်ဖြစ်ကျွန်မလုပ်ပြပေးပါမယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ notification of staying in the kingdom over 90 days ဒါကြတော့ကျွန်မတို့ဒါ online က appointment မဟုတ်ဘူးเนาะ online ကsorry online က appointment မဟုတ်ဒီဟာက online ကနေတင်တဲ့90 days မဟုတ်ဘူးเนาะကျမတို့အနေနဲ့အပြင်မှာသွားပြီးတော့ရက်90ကိုသွားပြီးတော့ရက်90ကို report လုပ်ဖို့အပြင်မှာသွားလုပ်ဖို့အတွက်ကိုကျမတို့အနေနဲ့ online appointment အချိန်နဲ့ရက်နဲ့ကိုဒါ appointment ကြိုယူရတဲ့သဘောမျိုးပါဒါက online ကနေ submit လုပ်တဲ့ပုံစံမျိုးမဟုတ်ပါဘူးဒါကအပြင်မှာသွားဖို့ပဲကိုက walk in သွားတာမဟုတ်ပဲနဲ့ကျမတို့ appointment နဲ့သွားရတဲ့အတွက်ကြောင့်မို့လို့အချိန်ကုန်ပို့ပြီးတော့တက်တာပါတယ်လူပေမှန်လည်းတက်တာပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျမတို့ဒါ appointment ကိုယူလို့ရတယ်ဆိုတာကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ notification of staying in the kingdom over 90 days ဆိုတာကျွန်မနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုလို့ရှိရင် single number of people single တယောက်ထဲလုပ်မယ်ပြီးလို့ရှိရင်ကျမတို့ဒါကိုနှိပ်လိုက်ပါမယ် duration 10 minutes เนาะအဲ့ဒါကိုကျမနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုလို့ရှိရင် make an appointment ဆိုတာလေးကိုနှိပ်ပါမယ်အဲ့ချိန်ရောက်ရင်ကျမတို့ဒီမှာ email တောင်းပါပြီ email တောင်းပြီဆိုလို့ရှိရင်ကျမတို့အနေနဲ့ email လေးထည့်ပါမယ် email ထည့်ပြီးရင် send OTP ဆိုတာလေးကိုကျမတို့နှိပ်ပါမယ်အဲ့ OTP ဝင်လာတဲ့ OTP လေးကိုကျမတို့ထည့်လိုက်ပါမယ် verify OTP ဆိုတာလေးကိုနှိပ်ပါမယ်နေပြီးပြီဆိုရင်အခုဆိုရင်ကျမအခုက9ရက်နေပေါ့နော်9ရက်နေအခုရောက်နေတာ9ရက်နေအခုဆိုရင်ဒီမှာနှစ်ပတ်နောက်ထပ်နှစ်ပတ်အတွက်ကိုလုံးဝအချိန်လို့မရှိဘူးအဲ့တော့22ရက်နေရှိမယ်25ရှိမယ်26 29 28 29ရှိမယ်ဒီ73ကကြတော့ကျမလုံးလို့မရပိတ်ရက်ထင်တယ်သူတို့ပိတ်ရက်ကိုသူတို့ဒါလေးနှိပ်လို့မရအောင်အဲ့တော့ကျန်တဲ့ဟာလုံးဝမပွင့်သေးတဲ့ရက်တွေကဘာလဲဆိုတော့ဒါလုံးဝရက်ပြည့်သွားတာပေါ့နော်လူတွေဒါ slot တွေပြည့်သွားပြီ available မဖြစ်တော့ဘူးပေါ့ available ဖြစ်တာကကျမအခု22ဖြစ်တယ်25 26 29 28 29ဖြစ်တယ်မီလာမှာဒီ9ရက်6ရက်ပဲကျန်နေပေါ့နော်ဂျွန်လာမှာကြတော့2 4 5ကျန်တဲ့ဟာကြီးကကြတော့ကျမတို့သူကတစ်လလောက်ထိပဲသူကကျူပြီးတော့လုပ်လို့ရရဲပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကျမဥပမာ22ရက်နေ့ကိုယူလိုက်မယ်ကျမဒီ appointment ကို22ရက်နေ့ကိုယူလိုက်မယ်အဲ့ဆိုရင်22ရက်နေ့ကိုနှိပ်လိုက်ပါမယ်ပြီးရင်ဒီမှာ morning မနက်ပိုင်းဒီမှာတစ်ချိန်ပဲလွတ်တော့ရယ်နေ့လယ်တစ်ချိန်ပဲလွတ်တော့ရယ်အဲ့လိုမျိုးပေါ့နော်လွတ်တဲ့အချိန်တွေကိုသူတို့ပြောရဲကိုသွားနိုင်တဲ့အချိန်ကိုဆက်လက်လုပ်လို့ရတယ်သူတို့ပေးထားတဲ့တေးอ่ะပေါ့နော်ကိုကြိုက်တဲ့အချိန်ကိုဆက်လက်လုပ်လို့ရတယ်ဒါပေမဲ့သူတို့ပေးထားတဲ့မှာကိုကြိုက်တဲ့အချိန်ကြိုင်ရယ်ပေါ့နော်အကယ်လို့ကိုက22ရက်နေ့ယူဒီအချိန်မလို့ခြင်းဘူးကိုရဲ့ date ကလည်းဒီကို90 days report လုပ်ရမယ်ရက်ကလည်းလူသေးတယ်ဆိုရင်ကျမတို့နေ26ကိုနှိပ်လိုက်ပါမယ်26ဆိုရင်ဒီမှာ26ကိုနှိပ်လိုက်တာ ਨੇ အချိန်ကြီးပြောင်းသွားတဲ့အချိန်ကြီး8:50တဲ့ကျန်နေ9:00တဲ့ကျန်နေ10:40တဲ့ကျန်နေ7:00 17နာရီ20တဲ့ကျန်တယ်14နာရီ20ထားကြီးကျန်တယ်ပေါ့နော်ကျန်တယ်ဆိုရင်ကျမတို့အနေနဲ့နေ့လယ်မှာတော့ကျန်နေ့လယ်နှိပ်မနက်သွားခြင်းမနက်နှိပ်ပြီးပြီဆိုရင်ကျမတို့မနက်9နာရီလုပ်လိုက်မယ်ပေါ့နော်မနက်9နာရီနှိပ်ပြီးပြီဆိုရင်ကျမနေ next ကိုနှိပ်ကြပါမယ်
next ကိုနေပြီဆိုလို့ရှိရင်ကျမတို့ဒီမှာသူကပြပြီပေါ့နော်ဒီဘက်ဖေးမှာဆိုလို့ရှိရင် government complex မှာဒါကျမတို့သွားမှာဖန်တယောက်တော့လဲဆိုတော့တယောက်တော့ပြီးလို့ရှိရင်ကျမတို့ဒါအကြောင်းအရာပါလဲဆိုတော့ရက်90 90 days report ကိုလုပ်ဖို့အတွက်ဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်ဒါဒီနေရာမှာ visa extension အတွက်ဆို visa extension ဆိုပြီးတော့တိုးရမယ်ပေါ့နော်အဲ့ဒါ visa extension အတွက်ကိုလည်းကျမခဏလေးပြောပြပေးပါမယ်တင်ပြီးလား26ရက်နေ့မနက်9:00 နာရီကို appointment ယူလိုက်တယ် name ကဒါကိုယ့်ရဲ့နာမည်ကိုအပြည့်ဦးရှိရပါမယ်ပြီးလို့ရှိရင်ဒီမှာ country of territory passport ကိုကကြတော့ဒါဗမာ passport ဆိုတာကိုရေးရပါမယ်ပြီးလို့ရှိရင်မြန်မာဆိုပြီးတော့ပေါ့နော်ယူလိုက်လို့ရတယ်ပြီးရင်ဒီမှာကြတော့ passport နံပါတ်ကိုရေးရပါမယ်ကို passport နံပါတ်ကိုရေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဖုန်းနံပါတ်ပေါ့ဖုန်းနံပါတ်ကကြတော့ ထိုင်းဖုန်းနံပါတ်ကိုရေးရပါမယ်ပြီးဆိုရင်ကျမတို့ next ကိုသွားလိုက်တာ ਨੇ ဒီလိုလေးပေါ်ပါပြီဆိုတော့ immigration division 1ဒီပြီးတော့ဒီမှာဘယ်ဖေအကြောင်းအရာ90 days report ပြီးတော့ဒါနာမည်ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့နိုင်ငံသားပြီးလို့ရှိရင် passport နံပါတ်ဆိုပြီးပေါ်ပြီဆိုတာ ਨੇ ကျမတို့ confirm နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါ confirmation ဆိုပြီး confirm ဆိုပြီးကျမတို့အနေနဲ့ email လေးရလာမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်เนาะဒီ appointment ကလောက်တာတွေ successful ဖြစ်ပါပြီဆိုလို့ရှိရင်ကျမတို့ကဒီ immigration သွားတဲ့နေ့မှာအဲ့နေ့ဒီအခုဆိုလို့ရှိရင်မနက်9:00 နာရီမတိုင်ခင်အောင်ရအောင်15မိနစ်လောက်ကြိုစောပြီးတော့ရအောင်သွားရင်ရပါပြီဒါအိမ်ရထွက်တာကတော့ကိုယ့်ဒီ8:45လောက်ကို immigration အရောက်သွားပြီဆိုတာနဲ့9:00 နာရီရောက်ပြီဆိုတာနဲ့ကိုယ်လည်းရောက်ပြီဆိုတာနဲ့ကိုကအဲ့ဒီ immigration officer ရဲ့ count out တစ်ခါတည်းဝင်အောင်ပါပဲဘာမှဘယ်သူမှစောင့်စရာမလိုပါဘူးအရှိရ queue တွေပေါ့နော်ဆိုင်စစ်ခိုင်းပြီးတော့ကျမယူရဲ့ queue တွေလေအဲ့ queue တွေကိုလည်းကျမတို့ဘာယူစရာမလိုတော့ဦးကိုစီမှာဒီကျမတို့ဒီ confirm နှိပ်လိုက်ပြီဆိုတာနဲ့ဘာ email တဲ့ QR code ကလေးနဲ့ကိုယ့်ရဲ့ appointment ဆို confirmation ဆိုပြီးတော့ကြာလာနိုင်မယ်အဲ့ဒီစာရွက်လေးကိုပဲကိုက print လေးထုတ်သွားမထုတ်သွားရင်ဖုန်းထဲမှာ soft copy လေးစောင့်နာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျမတို့ဒီအဲ့ဒီ QR လေးကိုသူတို့ကိုနဲ့တပါးလေးယူသွားစာရဲစားတဲ့ကိုလိုအပ်တဲ့စာရဲစားတဲ့နေကိုယူပြီးတော့အဲ့ဒီ QR လေးနဲ့တူစာရဲစားတဲ့နေယူသွားပြီဆိုလို့ရှိရင်ကျမတို့ဒီကိုရဲ့ဒီ appointment time ရောက်ပြီဆိုတာနဲ့မနက်9:00 နာရီဆိုတာနဲ့9:00 နာရီခွက်တင်မှာကျမတို့အဲ့ဒီ counter မှာကျမတို့လိုအပ်တဲ့စာရဲစားတဲ့နေထပ်ပြီးတော့သူတို့ passport ပြန်ပေးတာကိုယူလိုက်အောင်ပဲသူတို့ passport ပြန်ပေးတာကိုယူလိုက်အောင်ပါပဲတခြားသူတွေလို walk in လုပ်တယ်လို့ကိုအရင်တော့လုပ်နေတယ်လို့ walk in လုပ်တယ်လို့ကျမတို့သွားပြီးတော့ဒီ queue တွေယူစရာ2 နာရီ3 နာရီ4 နာရီစောင့်စရာမလိုတော့ပါဘူးအဲ့ဒါကတော့ဒါ90 days report တော့ပါနော်ဆိုပြီးတော့ကျွန်မလှုပ်ပေးပါမယ်နောက်တစ်ခုကကြတော့ဒါတူတူပဲပေါ့နော် government complex ဆိုရေးလိုက်တယ်ဒီမှာ TR ပေါ့နော် TR ကို visa extension ဆိုတာလေးကိုကျွန်မနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုလို့ရှိရင်သူကဒီမှာခုနဆိုရင်ကျမတို့90 days report မှာကြတော့ fee 0ဆိုပြီးပြရဲ tourist visa TR extension ဆိုလို့ရှိရင်သူတို့ကfee ရတစ်ခါ1900ဆိုပြီးကျွန်တော်ပြောင်းသွားတယ်ပေါ့နော်အဲ့တော့ဒါလေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုရင် next ဆိုတာကိုနှိပ်ပါမယ်နှိပ်ပြီးရင်ကျွန်တော်တို့အနေနဲ့ဒီမှာ TR visa extension အတွက်ဆိုရင်ရှေ့ကနေလွတ်နေသေးတယ်17 14 15ဒါတွေလွတ်နေသေးတယ်လွတ်ပြီးလို့ရှိရင်ကျွန်တော်တို့15ယူလိုက်မယ်ထားပါတော့နော်ဥပမာအဲ့လိုဆိုရင်ကျွန်တော်တို့မနက်17 နာရီခွဲယူလိုက်ပါမယ်ရွေးပြီးပြီဆိုရင်ကျမတို့ဒါ next ထပ်နှိပ်ပါမယ်နှိပ်ပြီးပြီဆိုရင်ကျမတို့ဒီမှာနာမည်ရေးမယ် country ဒါရေးမယ်ပေါ့နော်မြန်မာရေးမယ်ပြီးရင်ဒါက MH12345 ပေါ့နော်ဖုန်းနံပါတ်ကထည့်လေးရတယ်မထည့်လေးရပါတယ်စမာဘီ next နှိပ်လိုက်ပြီဆိုလို့ရှိရင်သူကဒီမှာကြတော့ဒီမှာ counter ဆိုရင်ချီလေး appointment tourist visa extension တို့မနက်7 နာရီခွဲမေလ15ရက်နေ့မှာကျမတို့ဒီလူရဲ့နာမည်နဲ့ passport နံပါတ်နဲ့ပေါ့နော်သူအတွက်က online appointment confirm ဖြစ်တယ်ဆိုပြီးတော့ကျမတို့ဒါမဖြစ်ခင်ပေါ့နော်ဒီလိုလေးပါပါတယ်အဲ့ဒါပြီးရတယ်ဒါပြီးရတယ်မပြီးသေးပါဘူး confirm ဆိုတာလေးကိုနှိပ်လိုက်ပါကျမတို့မနှိပ်တော့ပါဘူးဘာလို့လဲဆိုတော့ကိုလုံးလိုက်လို့ဟိုဘက်ကတခြားသူတွေပေါ့နော်ဒီ appointment အချိန်လေးမရတော့မှဆိုလို့ပါဘာဖြစ်လဲဆိုတော့ကျမအခု7 နာရီခွဲကိုအခုစမ်းပြတာဆိုပေမဲ့ပေါ့နော်အခု7 နာရီခွဲကိုကျမလုံးလိုက်တာနဲ့ဒီ7 နာရီခွဲဆက်လော့ကြီးကဒါပြောရရင်တော့ occupy ဖြစ်သွားပြီပေါ့နော် occupy ဖြစ်သွားပြီပြတဲ့ကြောင့်မလို့ဒီ7 နာရီခွဲကိုသူများဘက်ကနေလုံးလို့မရတော့ဘူးဒီ7 နာရီခွဲကိုနှိပ်ပြီးရနဲ့နောက်တစ်ခေါက်ကိုထပ်ပြီးတော့ဒီ appointment ဝင်ကြည့်ရတယ်ဒီ7 နာရီခွဲပေတာ15ရက်နေ့အချိန်ကမရှိတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမဒီ online appointment ကျမ click လုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအတွက်ဆိုပြီးတော့သူကနေရာပေးထားလိုက်ပြီပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျမကတော့ဒီမှာစမ်းပြပြီးတော့လုပ်ပြပေးရခဲ့တဲ့အတွက်ကြောင့်မလို့ confirm ကိုတော့မနှိပ်ပေးပါဘူးဒီကြည့်ရှုသူကအကယ်လို့ကိုကတကယ်
တကယ်ကိုဒီ appointment သွားစရာလည်းရှိတယ်အချိန်နဲ့ကုန်မခံချင်ဘူးဆိုလို့ရှိရင်တော့ကျမအခုပြောပြရတဲ့နေ့အတိုင်းရော tourist visa တိုးတာပဲဖြစ်ဖြစ်ကျမတို့ကျောင်းသား visa တိုးတာပဲဖြစ်ဖြစ်ခုနပြောသလို re-entry permit ကိုလေစိမ့်မှာမထုချင်လို့ re-entry ကိုဒီလေစိမ့်မှာမထုချင်လို့ immigration မှာကြိုပြီးထုသွားခြင်းနဲ့သူပဲဖြစ်ဖြစ်ဘယ်ကိစ္စမှာဆို immigration ကိုသွားရမယ့်ကိစ္စအတိုင်းကိုကျမတို့နေတယ်ဒီ online appointment ဆိုတဲ့ဒီ website မှာကျမတို့လာပြီးတော့ appointment ယူလို့ရအကြောင်းကိုကျမပြောပြချင်တာဖြစ်ပါတယ်အဲ့တော့အကယ်လို့ကိုလုပ်ချင်တဲ့ကို appointment ယူပြီးရင်တော့ confirm link လိုက်လို့ရှိရင်ကျမတို့အနေနဲ့ email မှာပြန်ပြီးတော့ confirmation QR code နဲ့ကိုနာမည်နဲ့ကို passport နဲ့ကိုတေချာပြန်စစ်ပါစစ်တာအဲ့ဟာလေးရပါမယ်ရပြီဆိုတော့ကျမတို့ဒီလေစိမ့်မဟုတ်ပါဘူး sorry ကျမတို့ဒီ immigration ရောက်တာနဲ့ immigration ကိုနဲ့ဆိုင်တဲ့ကောင်တာပေါ့နော် visa တိုးရဆို visa တိုးတဲ့ကောင်တာနာကိုသွားပြီးတော့အဲ့ QR လေးပါအပါလိုအပ်တဲ့စာရေးစာတမ်းတွေကိုပြင်ဆင်ပြီးတော့သွားပြီးတော့ထပ်ရုံမှာပဲကျန်တာဘာမှစောင့်စရာမလိုပါဘူးအဲ့ဒါလေးကို sharing လုပ်ပေးချင်တာဖြစ်ပါတယ်အကုန်လုံးဒီစာကိုကြည့်ပြီးတော့ဒီဗီဒီယိုကိုကြည့်ပြီးတော့တခုခုအကြောင်းအရာအသစ်တွေပေါ့နော်သိသွားပြီးတော့ပုံမူပြီးတော့ဒီ visa ကိစ္စတွေကိုလွယ်လွယ်ကူကူနဲ့ချောချောမွေ့မွေ့လုပ်သွားနိုင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဒီလိုဗီဒီယိုမျိုးကိုကြည့်ချင်နေဆိုလို့ရှိရင်လေ channel ကို like and subscribe လုပ်ထားပေးဖို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်